ဒီရင်းသီးချန်ရောက်ဖို့တော်တော်တက်ယူရတယ်အမလေးကတ်တူဒီနောက်ထပ်အသီးတွေရှိသေးတယ်လိုက်ခဲ့အောင်အမေခါချင်းကြိုက်ပြီအောက်ကမနေနဲ့ဟဲကောင်းတာဘာမှတော့ညက်စရာမလိုကောင်းတာဒီမှာကနဆိုးသီးတဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒူးရင်သီး channel ကိုသွားမှာပဲဖြစ်ပါတယ်ဒူးရင်သီး channel ဆိုလို့အခုရောက်ရှိနေရတော့ဘီလင်းမြို့မှာပဲဖြစ်ပါတယ်ဒူးရင်သီး channel လည်းပြောပြအောင်မယ်အောက်မှာမရှိဘူးနော်လုံးဝတောင်အထိပ်ကိုနိုင်ဝက်လောက်တီတက်ရမယ်လို့ပြောတယ်ပေါ့နော်အခုတော့တောင်ထိပ်ကိုတက်ဖို့ကြိုးစားလိုက်ပါအောင်မယ်ဒူးရင်သီးစားဖို့အရေးကိုဘယ်လိုတောင်တက်ရမလဲဆိုတာတော့လိုက်ကြည့်ပေးကြပါအောင်ဒီမှာဆိုလို့ရှိရင်ပိန်နေသီး channel ကြီးမိုက်တယ်မင်းသားတော့အစပဲရှိသေးတယ်ဟုတ်တောင်မော်ရရင်ဒီချက်ပိုလာတယ်လို့ပြောတယ်သူတောင်မော်ရှူကင်းနေလည်းပြမယ်လားမလေးတော်မော်နေဟိုကတကွေးကြံသေးတယ်လို့ပြောတယ်မလေးဒီပင်စားမရတော့အဆုံးဝဲတော်ဖြစ်တာပဲဘီလင်းမျိုးမလေးဟဲ့ဒူးရင်သီးတစ်လုံးစားပါဖို့ရေးတောင်ဖြစ်တယ်ဒူးရင်သီးတစ်လုံးစားဖို့ရေးဟဲ့ဘလို့တော့တက်ရတာလဲမေးအောင်အမလေးသိပါပြီရောက်ပြီပေါ့ဒါလားထပ်တော့အောင်မလားဒီမှာပဲအမလေးတက်ပြီနော်တော့ပါရဲ့နားတော့ကျန်မှာဆန်ကိုတီးချာ Oh wow this is pineapple ဟလာ pineapple နည်းနည်းသီးအေးဟုတ်တယ်မသူများပြောတာတော့ဒါကတွတ်သီးတဲ့ဒါထိုးလုံးဝရှယ်ပဲဒီလိုမျိုးခူးစားရတာပေါ့နော်သူကတွတ်သီးစားမယ်ဆိုရင်ခါကျင်တော့နည်းနည်းတတိထားရတယ်တဲ့ကတွတ်ယိုသိတယ်မလားဒီကတွတ်သီးလို့ခေါ်ပါတယ်ကတွတ်ယိုလုံးတဲ့ဟာပေါ့နော်ဒီမှာဒီလိုလေးဖျဲလိုက်တယ်ဒီထက်အဆောင်ကောင်းလားသူပြောတယ်ခါချင်းသတိထားပါတဲ့မခါချင်းကိုခါချင်းအများကြီးပဲမကြည့်အမေလေးဒါကတွတ်သီးပဲဖြစ်ပါတယ်ကတွတ်သီးနောက်ထပ်အသီးတွေရှိသေးတယ်လိုက်ခဲ့အောင်အမေခါချင်းကြိုက်ပြီအမေလေးငါခုထားတဲ့အတွဲကြီးဘယ်ရောက်ဘယ်ဘက်ရောက်အမေမဟုတ်ကဲကိုကတော့ဒီမှာဒူးရင်သီးဒါရိုးရရသီးမွန်ထောင်းလို့ပြောတာပဲဒါဘီလင်းတောင်ပေါ်မှာပေါ့နော်အမလေးဒီဒူးရင်သီးချန်ရောက်ဖို့တော်တော်တက်ယူရတယ်အမလေး1500တာဒါပေး1500အမလေးအကိုဒါမဲ့ပြီလားတော့မဲ့ဒီဘယ်ကြည့်အောင်ဖင်ကြည့်ရတာလားအတန်ပဲနားထောင်မှာဟယ်လိုမဲ့ပြီလားကြားလားမဲ့ပြီလားကြားရင်ကြောင်းပြန်ဘလို့လက်တယ်နဲ့အဲ့ဒါနော်တင်းနေနေတာပဲလို့တင်းနေနေရပြီလားအဲ့တော့ခူးသွားလိုက်မယ်လေဒါဒူးရင်သီးကိုမှဲ့တဲ့အလုံးလေးတွေခူးပါပဲဖြစ်ပါတယ်နောက်2ရက်နေစားလို့ရမယ်အရွယ်ပေါ့နော်ကဲကိုကတော့မှဲ့လေးကိုခူးမှာပဲဖြစ်ပါတယ်ဒီလုံးကြီးပါတောက်မှဲ့နေပြီတဲ့မလေးနည်းနည်းနုံအကြီးမဟုတ်ပါလားအဲ့ဒါယူငါအောက်ကမနေနဲ့ဟာသူ့ခိုင်းလေးကပေါ့ပါနေရောပဲရောက်အောက်ကတယောက်ဖမ်းဟဲကောင်းတာဘာမှတော့ညက်စရာမလိုကောင်းတာဟဲ့ဒူးရင်သီးကတော့အမှန်တော့အပေကဆက်တယ်နော်
မလေးမြောက်အောင်တီးရတယ်ဆိုအောက်ကနေမနေကြနဲ့နော်ပိန်နေသည်တည်းရဲ့မဟုတ်ရင်းသည်တည်းရဲ့ပြရပြီကိုကတော့တွားခွဲပြီးတော့စားမှာပဲဖြစ်ပါတယ်စားကြမယ်နော်ကဲဒီမှာနှလုံးရပါပြီနှလုံးရပါပြီဒီမှာတေချာကြီးကိုခွဲပြီးသွားပါပြီဒါကတော့ရိုးရတီးမွန်တောင်းတီးပါဒါလေးကတော့တီရှူးတီးလို့ခေါ်ပါတယ်အတီးပပလေးနဲ့ပေါ့နော်တီရှူးတီးလောလောဆယ်မွန်တောင်းတီးရဲ့အရသာလေးကိုစားပါမယ်ဝေါ Very delicious. Wow, that is so good, man. Chua cái đó. Đây, cái channel ra bây giờ, cái này là ông mà. Xa đây giá giá đi là bà nó mà trừ vào nó đã đi siêu đi lụp rồi đấy khuyên biểu đấy tí bỏ nó đã liều mí chỉ bà mẹ rồi thì mua phê phê phát này mua pha ra khai bà biết à này thay được cái à này tôi mới biết là đi rồi sao bây giờ bù đấy bọn nó à bù số đó khả năng cô đó nên này bù đấy bọn nó chỉ cho bây giờ đấy ai đi rồi cô chuyến đi sao bây giờ mình có đi sao bây giờ đấy mình có đi chán rồi ăn mà đấy phải đấy bây giờ mình có đi để sao bạn ấy qua rồi thì mà chuyến đi mẹ qua lạiချိန်မှာချိုတဲ့ချိုတာဘလို့လေးမှန်းလည်းမသိတော်တော်ကောင်းတာ။ဒီတော်တော်ကောင်းတယ်။ပထမဆက်ရတော့နည်းနည်းမဆက်ဆက်ဖြစ်တယ်ဒါလေးကအိတ်ထွက်တယ်။အလွားဟုတ်ပြီမကျမောက်တီကိုဒီလိုလေးခုပြီးတော့ဒီမှာဝေါဝေါဝေါအဆူရအဲ့တော့မင်းကွတ်တီပါမင်းကွတ်တီကတော့အပင်မှာကျတော့အဲ့လိုမျိုးအစိမ်းလေးတွေပေါ့ဒါအမှဲ့ကြွေကြတဲ့ဟာလေးတွေကိုကောက်ထားတာပါဒါကျတော့ဆွမ်းနာသမီးစားတဲ့ကြက်မောက်တီလေးတွေပါဒါကတော့ကနဆိုးတီလေးပါဒီမှာကနဆိုးတီတဲ့ပြင်စပြမယ်နော်ဒါကျတော့ဆွမ်းနာသမီးခါချင်းကြိုက်ခံပြီးခုထားတဲ့ကတွတ်တီပါကတွတ်တီလေးတွေပါကနဆိုးတီကလည်းထဲထဲမှာမင်းကွတ်တီလိုပဲတွေ့လားဒီလိုလေးချိုလိုက်တာအိုး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 ဟာအရှင်ဆိုင်တဲ့လူတော်မှာအရှင်ဆိုင်တဲ့လူတော်မှာအဲ့ဒါကနဆိုးတီလား我妹嘛清楚哩。အဲ့ဒါတော်ထဲမှာစီးတဲ့တမီအဲ့အရိုင်းကြီးလေးတမီဖတ်တာ ဆက်ရှိရင်လည်းပြောင်းသေးအောင်မယ် မရှိပါဘူး ဒီပဲစားမယ်ငင်းကမင်းကိုဒီခွဲဒီလိုခွဲတာကဲမင်းကိုဒီလေးရဲ့အာမိုက်တယ်ဟောလက်လက်ဆက်ဆက်စားရတယ်ဆိုတာဒါပြောတာလीအလွိုင်းဘမလေးထားရပါတော့ဒီပါမယ်နော်ဘယ်လိုဟာအမွှေးရတယ်ရှုပ်သေးတယ်နော်ကြက်မောင်သေးရတယ်အမွှေးနေအမွှေးတွေကြီးပဲနော်ချွတ်ချင်းလေးနော်ချွတ်ချင်းလေးကမ်း ငါကောင်ကို ဒါတကယ်ထိုင်းသီးတွေချက်မောက်သီးထိုင်းသီး ဒါမင်း